ပြီးပါပြီဒီများလို့မင်္ဂလာပါကျွန်တော်ကအမေသူပါဝက်လက်မျိုးနဲ့ကျွန်တော်များတမန်ကဘာသာများဖွဲ့ချုပ်ကဘုံမှုဆောင်ဖွဲ့ဥက္ကဋ္ဌပါဆိုတော့ကျွန်တော်ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာဆိုရင်ကျွန်တော်တို့ဒီဘာသာများဖွဲ့ချုပ်ဖွဲ့ကိုကျွန်တော်တို့ကအနေနဲ့ကျွန်တော်တို့မန်လေးရန်ကုန်မြို့ကြီးများမှာ election of democracy ဆိုတဲ့ခေါင်းစဉ်နဲ့စစ်ကော်မရှင်တက်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲစတင်လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်အဲနောက်မှာလည်းကျွန်တော်တို့ဒီ2026ခုနှစ်ဇန်နဝါရီ4ရက်နေ့မှာလွတ်မြောက်မှုကအလကားမြစစ်သုံးစစ်ကိုတိုက်ဖြတ်ကြဆိုတဲ့ခေါင်းစဉ်နဲ့မန်လေးရန်ကုန်မုံရွာမြို့ကြီးများမှာစစ်ဆက်ညီလှုပ်ရှားမှုစက်တိုက်ကျွန်တော်တို့လှုပ်ဆောင်နေပါတယ်အဲလိုလှုပ်ဆောင်မှုတွေကလည်းကျွန်တော်တို့ပြည်သူလူထုရဲ့ဝင်းရထောက်ခံမှုတွေရောကျွန်တော်တို့ရဲဘော်တွေရဲ့လှုပ်ဆောင်မှုတွေရောအရှင်ကိုပြည့်ပြည့်နဲ့ကျွန်တော်တို့အောင်မြင်ဆောင်ရွက်နိုင်ခဲ့ပါဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ဘာသာများဖွဲ့ချုပ်အနေနဲ့လူထုတိုက်ပွဲတွေကိုရန်သူနဲ့အဓိကစုံနေရတယ်ထပ်မံပြုလုပ်ဖို့ရှိပါတယ်ပြည်သူလူထုအနေနဲ့အတန်နဲ့အလံကိုနားဆွင့်ပြီးတော့ကျွန်တော်တို့ဒီဆက်လာခြင်းစနစ်စန့်ကျင်ရေးတိုက်ပွဲလူထုတိုက်ပွဲတွေမှာပူးပေါင်းပါဝင်ပေးကြဖို့မြစ်တာရက်ခံပါ